1385 ခုနှစ်တသဘုံလာပြီကျော်8ရက်2023 ခုနှစ်ဒီဇင်ဘာလ5ရက်အင်္ဂါနေ့ည၌အွန်လိုင်းမှာဟောကြားအပ်သောဘဝမှာလွတ်မြောက်ဖို့အကြောင်းတရားဒေသနာတော်ဝိမု ddha နဲ့အဝိမု ddha ဝိမု ddha ဆိုတာလွတ်မြောက်တယ်အဝိမု ddha ကမလွတ်မြောက်ဘူးတန်တရားထဲမှာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာလွတ်မြောက်မှုမရကြဘူးလွတ်မြောက်တယ်ဆိုတဲ့နေရာမှာအကြောင်းတရားဖြစ်တဲ့ကိလေသာတွေကမလွတ်မြောက်တာကတစ်ခုအကျိုးဖြစ်တဲ့ဘဝမှာမလွတ်မြောက်တာကတစ်ခုကိလေသာကမလွတ်မြောက်လို့ရှိရင်ဘဝကလည်းမလွတ်မြောက်နိုင်ဘဝကိုဖန်တီးနေတာကကိလေသာနဲ့ကံပဲဖြစ်တယ်ကိလေသာရှိနေသမျှကံနေဖြစ်နေဥမှာပဲကံနေကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ထားသမျှဘဝကလွတ်မြောက်ဖို့ဆိုတာမရှိဘူးအဲ့တော့လွတ်မြောက်တဲ့လမ်းမရှိဘူးလားဆိုတော့လွတ်မြောက်တဲ့လမ်းရှိတယ်လွတ်မြောက်တဲ့လမ်းကဘာလို့ဘဝကိုထုတ်လုပ်နေတာကိလေသာနဲ့ကံဒါကြောင့်ရှေးဥစွာကိလေသာတွေကိုဖယ်ရှားပြဖို့လိုတယ်ကိလေသာဖယ်ရှားလိုက်လို့ရှိရင်ကံတွေကအလုံးမဖြစ်တော့ကံတွေကအကျိုးမထုတ်နိုင်တော့မထုတ်နိုင်သည့်အတွက်ကြောင့်ကံရဲ့အကျိုးဖြစ်တဲ့ဘဝဆိုတာခန္ဓာ၅ပါးတို့ရဲ့ဖြစ်မှုပြောတာဥပပတ္တိပေါ့နော်ဘဝကလွတ်မြောက်တယ်ပရိစ္ဆေသမုပ္ပါသုံးထားတဲ့ဘဝနှစ်ခုရှိဥပါဒနာပစ္စယဘဝပစ္စယစာတိအဲ့ဒီမှာဥပါဒနာပစ္စယဘဝလို့ပြောတဲ့အခါမှာဘဝဟာကမ္မဘဝလည်းဆိုင်တယ်ဥပပတ္တိဘဝလည်းဆိုင်တယ်ကမ္မဘဝဆိုတာကုသကံအကုသကံတွေကိုပြောတယ်ကမ္မဘဝကိုဖြစ်စေတဲ့ကံအဲ့ဒါကကမ္မဘဝဥပပတ္တိဘဝဆိုတာကမ္မနိဗ္ဗာန်ပြစ္ဆေခန္ဓာကံကြောင့်ဖြစ်လာတဲ့ခန္ဓာ၅ပါးအဲ့တော့ဘဝနှမျိုးဟာကံကိုဖြစ်စေတဲ့ကံတရားလည်းဘဝကံကထုတ်လုပ်တဲ့ခန္ဓာ၅ပါးလည်းဘဝပဲတော့ကမ္မဘဝဥပပတ္တိဘဝနှမျိုးအဲ့ဒီနှမျိုးကပထမကကမ္မဘဝကလွတ်မြောက်အောင်လုပ်ရမှာဖြစ်တယ်ကမ္မဘဝကလွတ်မြောက်မှာကံဤအကျိုးဖြစ်တဲ့ခန္ဓာလို့ဆိုတဲ့ဥပပတ္တိဘဝကလွတ်မြောက်မှာဖြစ်တယ်အဲ့တော့ကံကလွတ်မြောက်အောင်လုပ်ဖို့ကြတော့မလုပ်ရမလဲလို့ဆိုရင်ကိလေသာကိုဖယ်ရှားအောင်မှာဖြစ်တယ်နော်ကံကိုဥဒဲပြောနေတော့လည်းပဲကိလေသာမရှိရင်ကံဆိုတာမရှိဘူးကံဆိုတာမဖြစ်ဘူးလို့ပြောတာနော်တို့တဲ့ဖြစ်ပေါ်လာတယ်ဟုတ်ကိလေသာအကူရမှာကမ္မအကျိုးပေးတာဖြစ်တယ်အဲ့တော့တရားကျင့်တော်ရတယ်ဆိုတာကိလေသာကိုဖယ်ရှားဖို့ကျင့်တော်တာပဲဖြစ်တယ်ဝိပဿနာတရားအထုတ်တာပဲဖြစ်ဖြစ်သမထကျင့်တာပဲဖြစ်စေအဲ့ဒါဟာကိလေသာကိုငြိမ်းတတ်တဲ့အလုပ်တွေပဲဖြစ်တယ်ပဋိစ္စသမုပ္ပါဒ်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏအဝိဇ္ဇာလို့ပြောတာကိလေသာသင်္ခါရလို့ပြောတာကကံထို့တူပဲဥပါဒနာပစ္စယဘဝလို့ပြောတဲ့နေရာမှာဥပါ